မင်္ဂလာပါခုဒီယာလေးကတော့ဒါအမစောက်ပေးထားတယ်ပေါ့နော်ယာယီနေဖို့နေရာလေးပေါ့လယ်ပွဲမှာရှိရဲဒါငလျင်အသင့်ပြည်သူတွေအတွက်ယာယီနေဖို့နေရာလေးပေါ့နော်ဘာလဲဆိုတော့ဒီမှာဆိုလို့ရှိရင်တော့အနည်းဆုံးကတော့လူအယောက်80 100လောက်တော့ဆက်နေဆိုတော့အခုအပြင်မှာနေထိုင်ဖို့အဆင်မပြေတဲ့သူတွေပြီးတဲ့ခါကျတော့ဟိုမှာမိုးရာသီရောက်တော့မှာဆိုတော့ဒီတိုက်နေဖို့အဆင်မပြေတဲ့သူတွေလိုက်ပြီးတော့နေဖို့အတွက်အမဒါလေးစောက်ပေးထားတာပေါ့နော်အဲ့တော့ဒီမှာတော့အမထည့်ပေးထားတာကဟိုမီးလုံးလေးတွေရှိတယ်ပြီးတဲ့ခါကျပန်ကာတွေရှိတယ်ဒါပေမဲ့ဒီအဆောင်ကတော့ပန်ကာတွေမတက်ရသေးဘူးမီးလည်းမတက်ရသေးဘူးဟိုဘက်အဆောင်တွေမှာတော့တက်ပြီးသွားပြီအမကဒီမှာ10လုံးလှူထားတယ်ပေါ့နော်10လုံးစောက်ထားတယ်ဒါပေမဲ့ပြီးတော့မပြီးသေးဘူး85%ရာခိုင်နှုန်း80%ရာခိုင်နှုန်းလောက်တော့ပြီးပြီဆိုတော့ပြီးသွားပြီဆိုတာနဲ့အပြင်မှာနေထိုင်ဖို့အဆင်မပြေတဲ့သူတွေယာယီတဲခိုလို့ရတယ်ယာယီတဲခိုဆိုတာယာယီနေလို့ရတယ်ပေါ့နော်ဘာလို့မိုးရာသီလာတော့မှဖြစ်တဲ့အတွက်ရာသီတို့ကလည်းအခုချိန်မှာရမ်းပူတယ်အဲ့တော့ဒီတိုက်နေနေပဲဖြစ်ဖြစ်ယာယီနေရာတွေမှာပဲဖြစ်ဖြစ်အဆင်မပြေလို့ရှိရင်ဒီမှာလူကြီးများဆက်တဲ့အတွက်အမဒီလိုမျိုးဟိုတန်နီယာပုံစံမျိုးအရှိဆောက်ပေးလိုက်တာပေါ့နော်ဆိုတော့အနည်းဆုံးတော့တစ်နှစ်လောက်တော့ခုံလုံးလို့ရတာပေါ့ဒီလိုအချိန်အတွင်းမှာဒါတခြားအလှရှင်တွေလှူထားတဲ့အလှငွေတွေကိုပဲစုပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်အကိုအိမ်ငားနေတယ်ဖြစ်ဖြစ်ကိုယ့်အကိုအိမ်ဆောက်တာပဲဖြစ်ဖြစ်ဟိုအချိန်လေးယူပြီးတော့ဟိုပြင်ဆင်လို့ရတဲ့အတွက်ဒီနေရာမှာနေဖို့အမဒါလေးစောက်ပေးထားတာပေါ့နော်ပြီးတော့ညီမရဲ့ဟိုဘယ်ရမ်းဆိုအမတို့ကပင်မတယ်ဟိုလောက်ရတယ်ဆိုတာဟိုသူများကိုယ့်ပတ်စံကိုထုတ်လူရတာတဲ့ဒီအများပိုင်တဲ့ဒီအလှငွေပေါ့နော်နယ်ဝေးတွေရောဒီနိုင်ငံရခြားမှာရှိတဲ့ဟိုစေနာရှင်ခုနှစ်သားသမီးတွေရဲ့အလုံငွေတွေကိုအလဟတ်တမဖြစ်ရအောင်အမတို့ကအရန်ကောင်းစားပြီးစဉ်းစားရတာရဲ့နောက်ပြီးတဲ့ခါကျတော့ဟိုစိတ်ကလည်းဒိန်ငလင်ပေးဖြစ်တဲ့အချိန်မှာတကယ်ကိုတော်တော်လေးစိတ်ထိခိုက်ရတယ်ဟိုမကြုံဘူးတဲ့စိတ်ခံစားမှုတွေလည်းကြုံရတယ်ကြုံရတဲ့ခါကျတော့တော်တော်လေးစိတ်ထိခိုက်ရပါတယ်ပြီးတော့ကိုမျက်စိရှိမှကိုနဲ့ခင်မင်းတဲ့သူတွေအကုန်လုံးကလည်းနေမြင်냐ပြောက်ဟိုအသက်ဆုံးရှုံးသွားတယ်မြင်ရပြီးတော့ခလေးလေးဆိုလို့ရှိရင်လည်းဟလာမူဂျိုချောင်းအကုန်အစုံပေါ့နော်မြင်ရတဲ့အခါမှာတော်တော်လေးစိတ်ထိခိုက်ပြီးတော့ဒီငလျင်ဘေးကိုကူညီရတာဖြစ်တယ်ရေဘေးတွေပါတယ်တော့လည်းစိတ်ထိခိုက်ပါတယ်ဒါပေမဲ့ဒီဟာကျတော့တခါမှမကြုံဘူးတဲ့စိတ်ခံစားမှုမျိုးပထမဆုံးရလိုက်တာရတဲ့အခါကျတော့တကယ်ကိုစိတ်နှစ်ပြီးတော့အမလှုပ်ပေးခဲ့တာအဲ့တော့ဘာပဲဖြစ်ဖြစ်အခုဟိုအကောင့်တွေပေါ်လာပြီးပြီးတဲ့အခါကျတော့အကုန်လုံးအဆင်ပြေမဲ့ဟာဒီကိုမြင်ရတဲ့အခါကျတော့ဝမ်းသာတယ်အမကဝမ်းသာတယ်လို့အမကတော့ဝမ်းသာတယ်ဆိုတာကိုရဲ့ပင်မရချိုးရောကိုစေတနာတွေရောအကုန်လုံးလူအင်အားငွေအင်အားထည့်ပြီးလောက်ရတာဖြစ်တဲ့အတွက်ပေါ်လာတယ်ဆိုတဲ့အခါကျတော့ဝမ်းသာတယ်အမဝမ်းသာတယ်လို့ခုနကသားသမီးအလူရှင်တွေကလည်းဒါတွေကိုကြည့်ပြီးတော့ပီတိဖြစ်မှာပါဘာလို့ဆိုတော့တကယ်ကိုဟိုအတုံးဝင်မယ်လို့လည်းထင်ပါတယ်အတုံးလည်းအတုံးဝင်မှာပါပြီးတော့နေဖို့အတွက်လည်းအမရေတွေလည်းရအောင်လုပ်ပေးထားတယ်ရေအဓိကလည်းရေပေါ့နော်ရေကအခုသူတို့ချိုးရေပဲဖြစ်ဖြစ်သုံးရေပဲဖြစ်ဖြစ်ဒါတွေမလုပ်ခင်တော့အမရေတန့်ဆက်တွေအမရွာထဲတွေမှာလိုက်ပြီးတော့လုပ်ပေးတယ်ရေတွေတူးပြီးတွေလုပ်ပေးခဲ့တယ်အဲ့ဒါတွေပြီးသွားတဲ့ခါကျတော့ဒီမှာနေဖို့အတွက်ကကျတော့ရေလိုတယ်ရေတော့ရေကန်တွေရေလောင်ကန်တွေအုပ်စီဘယ်လိုခေါ်လဲကြောက်ဆယ်တွေပေါ့နော်ကြောက်စီတိုင်ကြီးတွေဒါတွေအကုန်လုံးတော့အမနေရာအနက်မှာလှူပေးထားတယ်ဒီမှာမနေနိုင်တဲ့သူတွေဒီမှာနေဖို့မလိုအပ်တဲ့သူတွေရွာထဲမှာဆိုလဲရွာထဲမှာလျှောက်အမလှူပေးခဲ့တယ်ဆိုတဲ့ခါကျတော့ဒီမှာဆိုလို့ရှိရင်လည်းအမရေအတွက်ခုလုံးအောင်အမစူးစမ်းပြီးလုပ်ထားပါတယ်ရှင်ခုနှစ်သားသမီးအလှူရှင်တွေလှူပေးထားတဲ့အလှူငွေတွေနဲ့အခုလိုမျိုးရုံလုံးလေးပေါ်လာတာဖြစ်တဲ့အတွက်အရန်လည်းပီတိဖြစ်ရတယ်အလှူရှင်တွေအားလုံးကိုလည်းငလျင်ဘေးတင်ပြည်သူတွေကိုစားဒီများနေပြီးကျေးဇူးလိုက်လဲတင်မိပါကြောင်းပြောချင်ပါတယ်ရှင်။ဘာလဲဆိုတော့အခုလိုမျိုးငလျင်ဖြစ်တဲ့အချိန်မှာလူတွေအကုန်လုံးကဟိုတအားနဲ့အကုန်လုံးဝိုင်းဝန်းပြီးတော့ကူညီကြတဲ့အခါမှာအကုန်လုံးအဆင်ပြေသွားတယ်ဆိုမှပြန်လဲထူထောင်ရေးအတွက်မှာသူတို့နေဖို့ကြောတခင်းစာပေါ့နေရာလေးယာယီလှုပ်ပေးနိုင်တယ်လှုပ်ပေးနိုင်အောင်စူးစမ်းခဲ့တယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်အကောင့်ထက်လေးပေါ်လာမြင်ရတော့တကယ်ဝမ်းသာတယ်ကျေးဇူးတင်ပါတယ်ဘာလို့ဆိုတော့ပထမဦးဆုံးကတော့ဒီငလျင်ဖြစ်တဲ့အချိန်မှာအရန်လှူရတာခက်ခဲတယ်ရေဘေးတုန်းကတော့ဒါအမားတို့ဒီဘယ်အတွေ့အကြုံတွေကလည်းရှိတဲ့အခါကျတော့ရေဘေးမှာဆိုလို့ရှိရင်တခုဖြစ်သွားပြီဆိုလို့ရှိရင်ဘာလှူရမယ်ဆိုတာချက်ချင်းအမားတို့ကတန်းစဉ်းစားလို့ရတယ်ငလျင်ဆိုတာဘယ်သူမှလည်းမကြုံဘူးတဲ့အမားတို့ဆိုတော့တခါမှမကြုံခဲ့ဘူးဒီလိုမျိုးငလျင်ဘေးအဲ့လောက်ကြီးကျယ်တာအဲ့တော့ပထမဆုံးဖြစ်ချင်းမှာတော့အရန်ပြသွားတယ်ဘာလှူရမှန်းတော့တကယ်မသိခဲ့ဘူးအဲ့တော့တိန်းတထောင်ကနေမတီမယ်ဆိုပြီးတော့အမတင် Facebook တင်လိုက်တယ်တင်ပြီးတဲ့အခါကျတော့တိန်းတထောင်လှူမယ်ဆိုတော့ဘာလှူရမှန်းတော့မသိဘူးဒါပေမဲ့လိုအပ်တဲ့ဟာကိုချက်ချင်းလှူမယ်ဆိုပြီးတော့ယာထားခဲ့တယ်ယာထားတာနေပြီးတော့မှအခုအမတို့တေချာလေးလာလိုက်တဲ့အခါမှာအကုန်လုံးကတခြားပရိုက်တာသမားတွေကအစားစရာဆိုစားစရာရေဆိုရင်ရေမိုးကာဆိုရင်မိုးကာအကုန်လုံးလှူနေကြတဲ့အခါမှာအကုန်လုံးကအဆင်ပြေလာတဲ့အခါကျတော့အမတို့ငွေသားလှူမယ်ဆိုပြီးတော့ပဲအမစဉ်းစားလိုက်ဘာကြောင့်ငွေသားကိုလှူတာလဲဆိုတော့ငွေသားဆိုတာကကိုဘာပဲလို့အသုံးပြုလို့ရတယ်
ပစ္စည်းလာလို့ရင်အဲ့ပစ္စည်းကိုကိုကယူထားလို့ရတယ်ကိုငွေသားကြတော့ကို့မှာမရှိတဲ့ဟာကိုပြန်ဝယ်လို့ရတယ်ဆိုတော့စိတ်နဲ့အမငွေသားတွေလိုက်လို့ပေးခဲ့တယ်အိမ်အောင်စုမများတဲ့နေရာဆိုလို့ရှိရင်10သိန်းနှုန်းနဲ့အိမ်အောင်စုများတယ်ဆိုလို့ရှိရင်တော့မများတဲ့နေရာဆိုလို့ရှိရင်တော့30နှုန်းနဲ့များတဲ့နေရာဆိုရင်တော့10သိန်းနှုန်းနဲ့လှူပေးခဲ့တယ်အဲ့တော့လက်တလုံးမှာအိမ်မဆောင်နိုင်သေးဘူးဆိုလို့ရှိရင်အိမ်ငားနဲ့ပဲနေအိမ်လေးပဲပြင်ချင်းဘာပဲဖြစ်ဖြစ်အသုံးလို့ရအောင်ပေါ့နော်အဲ့လိုမျိုးလှူနေရင်းရနေမှအခုသူများကြီးလည်းအိမ်ဆောက်လာတယ်ဆိုတဲ့အခါကျတော့အိမ်ဆောက်တဲ့အခါကျတော့အမတို့ဒီလှူနေတဲ့အချိန်မှာကလေးကအမဒီဟာကိုစပြီးတော့ plan စဆွဲခဲ့တာပေါ့နော်ဘယ်နေရာလေးမှာဘယ်လိုလုပ်လို့ရမလဲတလုံးချင်းဆိုတာထက်အမကတော့ဒီလိုအများကိဥမာမနေနိုင်တဲ့သူတွေပေါ့ငွေကြီးပဲအခက်ခဲပဲဖြစ်မိသားစုများတယ်ပဲဖြစ်အဲ့တော့မနေနိုင်တဲ့သူတွေဆိုအများနဲ့နေလို့ရအောင်ဆိုပြီးတော့အမဒီလိုမျိုးယာယီတဲလုပ်မယ်ဆိုပြီးစပြီးစောက်ခဲ့တာအဲ့ဒီစလှူကြတဲ့ရပဲအမဒီငလျင်ဘေးကိုစပြီးတော့လှူတဲ့အချိန်မှာဒီဘက်မှာလည်းတခြားအမတို့ဒီ plan တွေဆွဲပြီးတော့လုပ်နေတာပေါ့နော်လုပ်နေတာနေပြီးတော့ဒီဘက်မှာလည်းလှူကိုကတော့ဒီဘက်မှာငွေလိုက်လှူပေါ့အကောင့်ထဲလေးပေါ်မှာပဲအမချပြမယ်ဆိုပြီးလုပ်ခဲ့တာပေါ့နော်အခုတော့ဒါအကောင့်ထဲလေးပေါ်လာပြီဆိုတဲ့အခါကျတော့အမဒါချပြတာပါသူတို့ပေါ့နော်ဘာပဲဖြစ်ကိုအိမ်မဟုတ်တဲ့အတွက်တော့အစင်တော့ပြေမှာမဟုတ်ဘူးဆိုတာအမနားလဲပါတယ်အခုယာယီတဲတွေနဲ့ပဲနေတာပဲဖြစ်ပေါ့နော်ဘယ်လိုပဲနေတာပဲဖြစ်ကိုအိုးပိုင်အိမ်မိုင်မဟုတ်တော့တဲ့အခါကျတော့အကုန်လုံးကစိတ်တန်ရာတွေရနေကြမှာဒီမှာဆိုလို့ရှိရင်လည်းအပြင်မှာနေရတာတဲ့ဆိုင်ရင်ကြောတခင်းစာနေရနဲ့အေးချောင်းအိတ်လို့ရမယ်အေးကြပေါ်နေလို့ရမယ်ပြီးတော့တခြားသူတို့မှာတခြားစီစဉ်စရာရှိရတယ်လည်းစီစဉ်လို့ရမယ်ဆိုတဲ့စိတ်နဲ့လှုပ်ပေးခဲ့တာဆိုတဲ့အခါကျတော့အားမငယ်ပါနဲ့အမြန်ဆုံးပြန်လဲထူထောင်မှုအတွက်ဒီမှာနေရင်းနဲ့အမတို့လည်းလှူမယ်တခြား brighter သင်းတွေလည်းလှူမယ်အကုန်လုံးခုနှစ်သားသမီးလှူရှင်တွေပေါင်းပြီးတော့ဝိုင်းဝန်းကူညီပေးကြတဲ့အတွက်အမြန်ဆုံးပြန်လဲထူထောင်နိုင်မှာပါလို့အမကတော့ပြောချင်ပါတယ်ပြန်လဲထူထောင်ဖို့အတွက်ကိုအဓိကတော့စိတ်ကအဓိကပဲစိတ်ခွန်အားတွေရှိမှစိတ်ကပြန်ပျော်မှစိတ်တွေပြန်လန်းဆန်းမှပြန်လဲထူထောင်မှုအတွက်ပြန်နေပြီးတော့အဆင်ပြေမှာပေါ့နော်အဲ့တော့စိတ်တက်မကြပါနဲ့လို့ပြောချင်ပါတယ်အမတို့လည်းအများကြီးကြိုးစားနေပါတယ်ရှင်အမဒီကတော့လေသူ့နေရာနဲ့သူပေါ့အခုနေရာအနှံ့မှာတော့အမလှုပ်ဖို့စီစဉ်ထားတယ်အခုနေရာအနှံ့မှာလည်းအမချပြမယ်အခုဆိုလို့ရှိရင်တော့ဒါအခုဒီရပြီးတဲ့နေရာမှာလဲဝေးဘက်မှာအမလှုပ်ထားတဲ့ဟာလေးကိုချပြတာပေါ့နော်ဒီနေရာမှာတော့အမဓနိလေးတွေနဲ့ဝါးလေးတွေနဲ့အမလှုပ်ပေးထားတယ်တခြားနေရာတွေမှာဆိုလို့ရှိရင်လည်းအမတွတ်အဆင်ပြေတဲ့နေရာဆိုရင်တော့တွတ်နဲ့လှုပ်တယ်သူ့အစင်မပြေတဲ့နေရာဆိုလို့ရှိရင်တော့ဓနိနဲ့ပေါ့တချို့ကြတော့လေတချို့ပြည်သူတွေကတွတ်နဲ့မနေနိုင်ကြဘူးပူလို့ပေါ့နော်အဲ့ဒီခါကျတော့အလူရှင်တွေရဲ့အဓိကတော့အလူငွေပေါ်မှာမူတည်ပြီးတော့သူ့ရဲ့အောက်မှာမျက်နှာချက်ပြန်ထည့်ပေးတာတို့ဘာလို့တော့လုပ်လို့ရတယ်အဲ့ဒါကတော့နောက်တစ်ဆင့်ပေါ့လေပထမဆုံးကအမားတို့ကယုံလုံးပေါ်အောင်ရင်လုပ်ရတာဆိုတော့တွတ်နဲ့အဆင်ပြေတဲ့နေရာမှာတော့တွတ်နဲ့လုပ်ပေးထားတယ်ဒီလိုဝါးတနည်းနဲ့အဆင်ပြေတဲ့နေရာမှာတော့ဝါးတနည်းနဲ့လုပ်ပေးထားတယ်မတူအောင်တော့လုပ်ပေးထားတာပေါ့နော်တနေရာနဲ့တနေရာတော့မတူပါဘူးရှင်ပြီးတော့အများသုံးနဲ့အိမ်သာတို့အဓိကတော့ချိုးရည်သုံးရည်ကအဓိကပဲဆိုတဲ့အခါကျတော့ရေအတွက်ကလည်းအမတို့လုပ်ပေးထားတာရှိတယ်ပြီးတော့ဒါအိမ်သာပေါ့ပြောရမယ်ဆိုရှင်အဲ့ဒါကြီးလည်းလုပ်ပေးထားတာရှိပါတယ်ရှင်ဟုတ်